ရုတ်ကျန်းလူတွေကပြောရလို့ရှိရင်အရက်ရှည်ရှည်ကလန်ကလားခါတီတီပင်ရှည်ရှည်မိမမိမဘာလို့အမြဲတမ်းတလွဲတချော်လုပ်တယ်ဟောချိန်ပြီလားဟေးနောက်ဆုံးမိတ်ဘယ်သူလဲသူ့ပဲကြည့်လိုက်လို့ရှိရင်အမြဲတမ်းနောက်ကျစကားပြောလို့ရှိရင်လည်းသူ့ပဲအမြဲတမ်းနိုင်အစားတော့ကလည်းမဲ့သေးအဲ့လိုအစားတော့မဲ့တဲ့အတွက်ဝမ်းလျှောပြီးတော့တေးတတ်ဝမ်းလျှောပြီးတေးတယ်ဆိုတော့ဗျာနန်းစောပုတ်ပွားရင်ကောင်းလေးတလောင်းလောင်းဖြာလေးပတ်ပြီးတော့မီးစကြိုခံတယ်ဟုတ်တော့အဲ့လိုရေဘက်မှာမဲ့အနီလေးတလုံးပါလိုက်တာပြီးပြီခုနအစိုးရအကုန်လုံးခြေပြတ်ပြီးသားဖြစ်သွားမဲ့ကြောင့်ဒီမဲ့အနီလေးကြောင့်နော်သူဟာစိတ်တူထိုင်မဲ့အချစ်ကြီးစိတ်ထားကောင်းတယ်စိတ်သဘောထားအရန်ဖြူစင်ဝေးကလေးကနေပြီးတော့တည်တဲ့အထိတော့ချမ်းချမ်းသာသာပဲနေရတယ်ညံရမ်းကောင်းညံကောင်းပေမဲ့လို့လေသူကပညာမာနလုံးဝမရှိပြီးတော့ရှိပြီအိမ်တော်ကြလို့ရှိရင်လေချမ်းသာတယ်သူကြတော့အကောင်းကြီးပဲအဆုံးမရှိဘူးလားအဆုံးပဲရှိပါတော့အမကြီးလားအဲ့လိုရင်မမှာမဲ့အနေလေးပါတော့ကျွန်တော်ခုစားရှင်အဲ့တော့ကောင်းပြီပေါ့ကျွန်တော်မိန်းမပြင်မှာတော့ကောင်းပြီတော့အမမိန်းမပြင်တော့ကောင်းပြီပေါ့ရှင်းတော့စော်ကားတယ်လူပါလားမတန်တရားပြောခေါ်လိုက်စိမ့်နေနဲ့ဟုတ်ကျွန်တော်ဘာပြောမိလို့အော်ရှင်းတစ်ချိန်လုံးမဲ့အကြောင်းပြောကျမတို့အားလုံးစော်ကားနေရလေရင်ဘတ်မှာမဲ့ပါနဲ့ရှင်းလို့အုပ်ချတင်ညနဲ့ညားကြလားဟုတ်တယ်ဦးတင်တယ်ကျွန်တော်ခင်ဗျားကိုပြောတာမဟုတ်ပဲရင်ဘတ်မှာမဲ့ပါလူတွေအကြောင်းပြောတာခင်ဗျားကပါလို့ပြောနေပါဒီမှာမမြင်ဘူးလားပြန်တော့လေလေကိုကျွန်တော်တကယ်မမြင်ပါဘူးဗျာအခုခင်ဗျားလာပြတ်မှာပဲကိုချင်းပြီတော်ပြီရှင်ဘာမှပြောနေစရာအကြောင်းမရှိဘူးရှင်မကြည့်ပဲနဲ့ကျမမဲ့ဘလို့တွေ့မလဲဟမ်ဟုတ်ပါတယ်ကလေးမရဲ့ဟောကလေးမကိုကြည့်ပြီးပြောတာမှမဟုတ်ဘူးသူမကြည့်ရတဲ့သူ့မိမဒါရရှိနေရပဲသူပြောပြမှာပေါ့တို့ပြောတာဟာကျုပ်တို့မျက်လုံးကတော်တော်မွဲပါတယ်ဗျာဟိုဒီလောက်ကွာဝေးဆိုရင်လေမဲ့မပြောနဲ့လူတော်ကတဲတဲကွဲမြင်ရတာမဟုတ်ပါဘူးဗျာတော်ပြီဟဲ့နေလာသွားမယ်သွားနဲ့ဆက်ပြီးစကားမပြောချင်ဘူးလာနေဟာရှင်မင်းဘာလုပ်လဲမင်းဘေးသာတန်းနေရတယ်မဲ့မရှိဘူးဘေးသာတန်းနေရတယ်မဲ့မရှိဘူး